ဆေးလိပ်ဖြတ်ပြီး24နာရီအတွင်းမှာတင်းရဲ့သွေးကြောတွေဟာကားတွေပိတ်နေတဲ့လမ်းမကြီးလိုမျိုးမွန်းကျက်နေတာပါကာဗွန်မိုနောက်ဆိုက်အစိတ်ငွေ့တွေကသွေးနီဥလေးတွေပေါ်ကအောက်ဆီဂျင်တွေရဲ့နေရာကိုအတင်းလူယူထားလို့နှလုံးသွေးကြောတွေပိတ်ကုန်တာပါဒါပေမဲ့ဆေးလိပ်ကို12နာရီကြာအောင်ဖြတ်လိုက်တဲ့အခါအဲ့ဒီအစိတ်ငွေ့တွေဟာသွေးထဲကနေတဖြည်းဖြည်းချင်းစီလွင့်စင်ပြောက်ကွယ်သွားပြီးတန့်စင်လာပါတယ်ပိတ်လောင်နေတဲ့အခန်းထဲလေကောင်းလေတန့်တွေပြန်ဝင်လာသလိုမျိုးအောက်ဆီဂျင်တွေဟာတင်းခန္ဓာကိုယ်အနှံ့ကိုအားရင်အပြည့်နဲ့ပြန်လည်စီးဆင်းလာပါတယ်ဒီအချိန်မှာတဘာဝဗီတာမင်စီဓာတ်တွေကမောပန်းနေတဲ့နှလုံးကြွက်သားလေးတွေကိုအမြန်ဆုံးပြန်လည်ပြီးအားသစ်လောင်းပေးလို့သွေးလည်ပတ်မှုကိုကောင်းစေပါတယ်24နာရီပြည့်သွားတဲ့ခါမှာတော့တင်းရဲ့နှလုံးကုန်နှုံးနဲ့သွေးပေါင်ချိန်ဟာပုံမှန်ပြန်ဖြစ်လာပြီးရုတ်တရက်နှလုံးရက်နိုင်တဲ့အန်ဒီရယ်ကိုတိတိတသာလျှော့ချစေပါတယ်ဒါဟာပထမဆုံးနေ့ရက်လေးမှာတင်ရရှိလာမဲ့အမခန်းအကျိုးကျေးဇူးတွေပါကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုတေချာရွေးချယ်စားသုံးရင်တင်းရဲ့ခန္ဓာကိုယ်ကြီးကအချိန်တိုတွင်းမှာပဲလူပြိုကျန်းမာတဲ့မူလအခြေအနေကိုလင်းလင်းမြန်မြန်ကြီးကိုပြန်လည်ရောက်ရှိလာနိုင်မှာအသေးချပါပဲဗျာဒါကြောင့်မို့လို့တင်းကဒီတဘာဝတံ္ပရာရည်လေးကိုတောက်ပေးတင်တာပါ